Hello ပြန်တွေ့ကြပြန်ပြီနော်ဒီနေ့နုနုလိုက်ပြပေးမယ်ရတော့မြို့တကုံမြို့နယ်38ရပ်ခွဲဓမ္မဒုက္ခလမ်းပေါ်မှာရှိတဲ့လုံချင်းအိမ်လေးပဲဖြစ်ပါတယ်အတဲမှာဘယ်လိုရှိလဲဆိုတာနုနဲ့သူသွားဆက်စစ်လိုက်ကြစို့နော်ညီတက်မှာဆိုရင်တော့လေးဘင်းလုံးဧရိယာလေးပေါ့နော်လေးဘင်းလုံးဧရိယာမှာဆိုရင်မန်တကားတွေပါမယ်ပြီးတော့မီဆိုင်တွေလည်းပါမယ်ကျွန်းပါကေးလေးလည်းခင်းပေးထားပါတယ်ရှင်လေးခုအနားမှာဆိုလဲစင်ငယ်ကန်းတစ်ခါရှိရဲစင်ငယ်ကန်းမှာဆိုရင်ပါကေးခင်းပေးထားတယ်တကားဆိုလဲကျွန်းတကားတွေထက်ဆင်ပေးထားတယ်ပြင်းပေါက်တူဆိုတော့မန်တကားပြုလုပ်ပေးထားပါတယ်ကျင်းမှာဆိုလဲမန်စလိုက်တော့တကားတွေထက်ဆင်ပေးထားပါတယ်ကဲချင်းကောင်တိုင်းလည်းရှိရဲပြီးကဲချင်းမှာဆိုလဲခြေပြားတွေခင်းပေးထားပါတယ်ကချင်းရဲ့ဒီဘက်မှာဆိုလဲချိုကန်တွဲလေးရှိပါတယ်ချိုကန်တွဲလေးတကားကိုလည်းမန်တကားလေးနဲ့လုပ်ပေးထားတယ်ပေါ့နော်ချိုကန်တွဲလေးကိုလည်းခြေပြားတွေခုံလုံးခင်းပေးထားပါတယ်နောက်ထပ်ထူးခြားတဲ့ကူကတော့နောက်ဖေးဘက်မှာဆိုလဲမြေပုံလေးထိတန့်ပါပါတယ်မတ်မှာဆိုတော့မစတာပါတော့တခန်းနဲ့စင်ငယ်ကန်းတခန်းရှိပါတယ်စင်ငယ်ကန်းကတော့နူလိုအောက်ထပ်မှာပြထားတဲ့အခန်းပုံစံတိုင်းပေါ့နော်မစတာပါတော့မှာဆိုတော့ရေချိုကန်တဲလေးရှိရပေါ့နော်ဟိုရေချိုကန်မှာဆိုလဲယူရေးစက်လေးတက်ဆင်ပေးထားပါတယ်ဓမ္မသက်မှာဆိုရင်နုနုခုနပြောခဲ့တဲ့မတ်စတာပါလုံးနဲ့စင်ငယ်ကအပြင်ဘုရားကလည်းပါရှိရပေါ့နော်ဘုရားကမှာဆိုရင်မိဆိုင်နေလိုက်တက်ဆင်ပေးထားတယ်ဟောဒါနဲ့နောက်ထပ်ထူးခြားတဲ့ရှိရနော်နုပြောတဲ့ထူးခြားတဲ့နေရာလေးကတော့ဒီမနေရာတက်ဆင်ထားတာဖြစ်ပါတယ်ဒီဘက်မှာဆိုလည်းဘီကွနီလေးရှိပါတယ်ဟောဒါနဲ့မိုက်တဲ့နေရာလေးကိုခေါ်တော့မယ်နော်ဒုတိယထပ်မှာဆိုတော့နောက်ထပ်မှာစာပါတော့တစ်ခါရှိပါတယ်။ဟောနုနုပြောတဲ့မိုက်တဲ့နေရာလေးကိုခုသားကြည့်မယ်နော် let's go နုနုပြောတဲ့ဒီဘောထက်ကဘော်ဒါတွေနဲ့ချစ်မလားညနေပဲလက်ညှင်းခံမလားအကုန်စင်ပြေရနော်နုနုကတော့အရန်ကြိုက်နေပြီ။ဒါကြောင့်မိတ်ဆွေတို့လည်းမြောက်တကုံ38ရပ်ကွယ်ဓမ္မဒုက္ခလမ်းပေါ်မှာရှိတဲ့လုံချင်းအိမ်လေးကိုအများဆုံးလမ်းလာကလိုက်တော့နော်။ဒီအကြောင်းကိုအသေးစိတ်သိရှိလိုပါကဂိုးရင်တေးရန်အောင်လိုက်ပို့လိုက်မယ်။39ကို9.10 9.36နဲ့3ကိုစစ်သွဲစုံစမ်းမေးမြန်းနိုင်ပါတယ်ရှင်။